ဒီနေ့တော့ခန္ဓာကိုယ်အတွက်ပရိုတင်းဓာတ်အပြည့်အဝရရှိစေပြီးတစ်နေ့တာလုံးအားရင်ပြည့်ဝစေမယ်စက်သားပဲသီးကြော်လေးတူတူချက်ကြည့်ရအောင်အငံတက်ကိုပါရှော့ချထားလို့ကျန်းမာရေးနဲ့အရန်ညီညွတ်တဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်စက်သားပဲသီးအတွက်အဓိကပါဝင်ပစ္စည်းတွေကတော့စက်သားပဲသီးစက်သွန်နီစက်သွန်ဖြူဂျင်းပဲငက်ပြားရည်ခရုစီနှမ်းစီနဲ့ငရုတ်ကောင်းမှုတို့ပဲလိုအပ်ပါတယ်စက်သားနဲ့ပဲသီးကိုတွဲကြော်တာဟာဘာလို့ပိုအရသာရှိရလဲသိကြလားစက်သားရဲ့နူးညံ့ပြီးအရသာရှိတဲ့အသားဓာတ်နဲ့ပဲသီးရဲ့ကျွတ်ကျွတ်ရွရွသဘာဝအချိုဓာတ်တို့ပေါင်းဆက်သွားတဲ့အခါအင်းကိုမငင်းငွေပဲပုံမမိန်စေပါတယ်အာဟာရပိုင်းမှာလည်းစက်သားရတဲ့ပရိုတင်းကိုပဲသီးမှာပါတဲ့ဗီတာမင်တွေကခန္ဓာကိုယ်ထဲစုပ်ယူရလွယ်အောင်အပြန်အလှန်ကူညီပေးလို့အာဟာရအမျှတဆုံးတစ်ခွက်ဖြစ်စေမှာပါပထမဆုံးလွယ်ကူရိုးရှင်းပြီးအကြက်မြင်အောင်လို့စက်သားကိုဂျင်းထည့်ပြီးပြုတ်လိုက်ပါမယ်စက်သားချက်သွားပြီဆိုရင်တော့အနေတော့အတုံးလေးတွေလှီးပါမယ်ဒဲအိုးတဲ့စီအနှဲငယ်ထည့်ပြီးခန္ဓာကိုယ်ကိုအားရင်တိုးစီမယ်ဂျင်းစက်သွန်နီစက်သွန်ဖြူတွေကိုမှုရင်းနေအောင်စီတက်ပါမယ်ဒီဟင်းမှာစားလုံးဝမသုံးပဲပဲငတ်ပြားရည်နဲ့ခင်းစီကိုပဲပုံမှန်တဲ့ထက်ဝက်လျှော့သုံးပါမယ်အငန်တက်ရော့သွားပြီမယ်ဟင်းရဲ့အရသာလေးနဲ့မပြတ်အောင်ရင်နွေးလေးနည်းနည်းဆန်းပြီးစော့အနှစ်ဖြစ်အောင်မှုပါမယ်ရှင်စက်သားချက်ပြီဆိုရင်တော့ပဲသီးတွေထည့်လိုက်ပါမယ်အရေးကြီးတဲ့အချက်ကတော့ပဲသီးထည့်တဲ့အခါမီးကိုအပြင်းဆုံးမြင့်ပေးရပါမယ်မီးပြင်းပြင်းနဲ့ခဏလေးအတွင်းခက်တွတ်တွတ်ကြော်မှပဲသီးရဲ့တောက်ပါတဲ့အစိမ်းရောင်နဲ့ကျွတ်ရွရတဲ့အာဟာရဓာတ်တွေကမပြတ်စည်းပဲရှိနေမှာဖြစ်ပါတယ်ပဲသီးလေးတွေအယောင်တက်လာရင်မီးပိတ်လိုက်ပြီးအစာချေစနစ်ကိုကောင်းစေမယ်ငရုတ်ကောင်းမှုန့်နဲ့နှမ်းစီလေးနည်းနည်းအုပ်ပေးလိုက်ရင်တော့ရပါပြီခန္ဓာကိုယ်အတွက်ပရိုတင်းဓာတ်အပြည့်အဝရရှိစေပြီးတစ်နည်းတာလုံးအားရပြည့်ဝစေမယ့်စက်သားပဲသီးကြော်လေးရပါပြီအာဟာရစုံလင်ပြီးကျန်းမာရေးနဲ့အရန်ညီညွတ်တဲ့ဟင်းတစ်ခွက်ဖြစ်လို့တူတူလိုက်ချက်ကြည့်ဖို့တိုက်တွန်းလိုက်ချင်ပါတယ်